ဒီနေ့ဗီဒီယိုမှာဆိုတော့ကျွန်တော် calisthenics လေ့ကျင့်ခန်းတွေကို level 1 to 10 try ခဲ့ပါတယ်exercise ကတော့ knee push up ပါရမ်းလွယ်ဒုတိယတစ်ခုကတော့ incline push up ဒီကောင်လဲအရမ်းလွယ် level 2ဆိုတော့နောက်ထပ် level 2အတွက်လောက်ရမယ် exercise တွေကတော့ push up body weight squat ပြီးရင် dead hang ရိုးရိုးထိုင်ထိုးတာပေါ့လွယ်လေးပဲနောက်တစ်ခုလောက်ဒါကတော့ body weight squat ပေါ့ body weight squat ကတော့ level 2မှာပါတဲ့ exercise သူကဒီရိုးရိုးပဲထိုင်ထားလောက်ရတာဒါလည်းလွယ်လေးပဲဘာခက်ခဲမှုမရှိနောက်တစ်ခုသွားမယ်နောက်တစ်ခုကတော့ dead hang ကတော့ကျွန်တော်ဒီတိုင်မှာဒီတိုင်းပဲခိုတာ exercise ပေါ့ဒါလည်းအဲ့လောက်ထိခက်ခဲမှုမရှိ level 1နဲ့ level 2တော့ easy ပဲအဲ့တော့ကျွန်တော် level 3ကိုတောင်းမယ် alright ဆိုတော့ကျွန်တော်နောက်ထပ်အခု level 3အတွက်လုပ်မဲ့ exercise က chin up ရယ် diamond push up ရယ်ပထမဦးဆုံးကျွန်တော်တို့ chin up chin up ကလည်းလွယ်လေးပဲ diamond push up ကြောင့်ကျွန်တော်တို့ရိုးရိုး push up တဲ့နည်းနည်းခက်တယ်သူကလက်ကိုစုပြီးတော့လုပ်တာစမ်းကြည့်မယ်push up တော့ပြောရမယ်ဆိုရင်နည်းနည်းတော့မလွယ်ဘူးပဲမလွယ်ဘူးယူလောက် level 3ပြီးတော့ level 4ကိုဆက်တက် alright guys ဆိုတော့ကျွန်တော်တို့ level 4တွက်ကကြတော့ pull up ဘားခိုတာပြီးတော့ကျွန်တော်တို့ pike push up လုပ်လိုက်အောင် alright guys အခုကျွန်တော်လုပ်မှာတော့ဘားခိုမှာပဲဖြစ်ပါalright guys ဘာခုတာကတော့နည်းနည်းထက်ဟိုအရင်ကလောက်တော့မလွယ်တော့ဘူးပေါ့ခက်လာပေါ့ကျွန်တော် level လည်းမြင့်လာပြီဆိုတော့ဒါပေမဲ့အဲ့လောက်ထိတော့မခက်သေးဘူးကျွန်တော်ယာသေးရအခုကျွန်တော် pike push up လုပ်မယ်ကျွန်တော်အခုလုပ်မဲ့ pike push up ကကြောက်ရိုးရိုး normal ဒိုက်ထိုးရနဲ့ပုံမှန်ဒိုက်ထိုးရဲ့ဟာနဲ့မတူဘူးသူကဒီအောက်ပိုင်းကိုနည်းနည်းမြှောက်ပြီးတော့လုပ်ရမှာလို့ဒါပို့ပြီးတော့ခက်တယ်မှန်တိုင်းပြောရင်ခက်တယ်ပေါ့ဒါတော်တော်လေးခက်တယ်လို့ပြောရမှာပေါ့ဒါပေမဲ့ကျွန်တော်အခု level 4ပြီးသွားပြီဆိုတော့ level 5ကိုတွားမယ်ကျွန်တော် level 5အတွက်လုပ်တဲ့ exercise ကကြာ archer push up ပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော် archer pull up လုပ်ခဲ့ပါတယ် archer pull up ကလည်းဒီလိုဘားကိုရဲ့ပုံစံမျိုးမှာသူကပိုပြီးခက်တာပဲဖြစ်ပါတယ်
6အတွက်ကတော့ကျွန်တော်ဒီ pistol squat ဆိုတဲ့ခြေထောက်တစ်ချောင်းနဲ့ထိုင်ထားလောက်တာကိုလုပ်ခဲ့ပါတယ် Oh yeah. ကျွန်တော်အခု level 7အတွက်လုပ်မဲ့ exercise က elbow lever ဖြစ်ပါတယ်7အတွက်ဒုတိယ exercise က L sit ကတော့တော်တော်ခက်တယ်ကျွန်တော်ခဏပဲရသူကလုံးဝပြင်ထားလို့မရဘူးချက်ချင်းကိုပြန်ကြပါအဲ့တော့ L6 ကတော့တော်တော်ခက်တယ်ပေါ့မရတဲ့တဲမှာတော့ပါတယ်ပေါ့မရဘူးလို့ပဲပြောလိုက်ပါမယ် level 8ကိုသွားမယ် guys အခုကျွန်တော် level 8အတွက်လုပ်မယ့် exercise က handstand ကျွန်တော်ရအောင်လုပ်ဒီအတိုင်းပဲကျွန်တော် handstand ကတော့မရလိုက်ဘူးပေါ့အဲတခြား exercise guys level 9အတွက် one arm push up ကျွန်တော်လက်တစ်ဖက်ထဲနဲ့ dive ထိုးမယ်ကျွန်တော် one arm push up ကိုတစ်ဖက်ကိုနှစ်ချက်ပဲရတယ်ပေါ့ရတာတော့ရတယ်ဒါပေမဲ့အများကြီးမရနိုင်ဘူးပေါ့ဒါပေမဲ့ကျွန်တော်လှုပ်နိုင်တယ်နောက်ဆုံးကျွန်တော်နောက်ဆုံးအဆင့်ဖြစ်တဲ့ level 10ကိုသွားမယ် Okay guys အခုကျွန်တော်တို့နောက်ဆုံးအဆင့်ဖြစ်တဲ့ level 10ရောက်လာပါပြီအဲ့တော့ level 10တော့ကျွန်တော်တို့လုပ်မှာတော့ planche ကတော့ကျွန်တော်ရမယ်လို့လည်းမထင်ဘူးဒါပေမဲ့ကျွန်တော်စမ်းကြည့်မယ် let's goညတွေ့ရတဲ့အတိုင်းပဲကျွန်တော် planche ကိုတစည်းမှတော့မလုပ်နိုင်ဘူးကျွန်တော် planche ကတော့လုံးဝမရအောင်အဲ့တော့နောက်ဆုံး exercise elbow lever 360လုပ်မယ်ပြီးရင်ပြီးပြီကျွန်တော်နောက်ဆုံးလုပ်မဲ့ exercise ကတော့ဒီဘားတိုင်းမှာ360 lever လုံးမှာဖြစ်ပါတယ်လိုက်ကြည့်လိုက်Alright guys ဒါကတော့ကျွန်တော် level 10ကိုပြီးသွားပြီပေါ့အဲ့တော့ကျွန်တော်ရဲ့ video ကဒီလောက်ပါပဲနောက်ထပ် video မှာပြန်တွေ့ကြမယ်ကျွန်တော်ရဲ့ content တွေကိုကြိုက်တယ်ဆိုရင် like and sub လေးလုပ်ပေးပါ bye bye